မင်းသမီးကပျော်ပျော်ရွှင်ရွှင်နဲ့လဲရင်ပေါ်ဆင်းလာရပေါ့ဒါပေမဲ့ခြေချော်ပြီးလဲကြကားသေးဆုံးသွားခဲ့ပါတယ်နောက်တနေ့မနေ့ကျတော့ပြန်လဲအသက်ရှင်လာပြီးတော့မင်္ဂလာဆောင်ဖို့ဆရာထာတာနေရပေါ့မင်းသမီးကပြင်ဆင်ပြီးတော့ထပ်ပြီးလဲရင်ပေါ်မှာထိုင်လိုက်ပြန်ရောခဏလေးပဲသွားသေးတယ်ရှေ့ကနေလူမိုက်ထေးထွက်လာပြီးတော့လဲရင်ထမ်းတဲ့သူတွေနဲ့တိုက်မိရောလဲရင်လက်အမေပြင်ပေါ်ပြုတ်ကျသွားပြီးဒီတစ်ခါကျတော့အမိုးကပြီးကြတော့မင်းသမီးတေးဆုံးသွားခဲ့ပြန်တယ်လေမင်းသားကတော့ဘာမှစိတ်ပူပန်ခြင်းမရှိဘူးဘာလို့လဲဆိုတော့နောက်တနေ့မနေ့မှသူကပြန်ပြီးတော့မိတ်ကလင်းချက်မင်္ဂလာဆောင်ဖို့ပြင်ဆင်နေလို့လေဒီတစ်ခါကျတော့အမိုးကိုအရင်ကထက်ပိုခိုင်ခိုင်မာမာlâmထားပါပေါ့အခုတော့ဘာမှမဖြစ်တော့ဘူးလို့သူကထင်တာပေါ့အဲ့ဒီအချိန်မှာပဲခုနကလူမိုက်တွေထပ်ပေါ်လာပြန်ရောအခြေအနေတွေရှုပ်ထွေးသွားပေမဲ့ဒီတစ်ခါတော့မင်းသမီးကဘာမှမဖြစ်ပဲဖျားเจ้าတို့ကိုတတ်တာရောက်သွားတယ်လေလေးခါကနေစင်းရင်နဲ့ချေးချောပြီးထပ်သေးပြန်ရောနောက်တနေ့ကျတော့မျက်နာတွေဖူးယောင်ပြီးနိုးလာတယ်ဖြင်းစင်းပြီးတော့ဖျားเจ้าကိုရောက်သွားတယ်ပေါ့ဒီတစ်ခါကျတော့သူ့ကိုအရန်ကိုတတိထားပြီးအောက်ကိုချပေးတာပေါ့အခုတော့ဘာမှဖြစ်တော့မှမဟုတ်ဘူးလို့ထင်ရပေမဲ့ရုတ်တရက်ဖျားเจ้าတကာဝမှာခေါင်းလေးတယောက်ချေးချောပြီးမီးလောင်နေတဲ့မိကမင်းသမီးစီတက်ကြလာရောဒီတစ်ခါလဲသူတေးဆုံးသွားခဲ့ပြန်ပါတယ်လေနောက်တနေ့ကျတော့မီးလောင်နေတဲ့နေရာကိုလည်းတေချာဂယုစိုက်ပြီးဖြတ်ကျော်လာခဲ့တယ်ဒါပေမဲ့အပေါ်ကနေပြင်းပြတဲ့ကိုပြုတ်ကျလာပြီးထပ်သေးပြန်ရောနောက်တနေ့ကျတော့ခေါင်းကိုက်ပြီးနိုးလာတယ်ဒီတစ်ခါကျတော့ဖျားเจ้าရောက်တော့အရင်ဆုံးပြင်းပြကြတာကိုစောင့်နေလိုက်တာပေါ့ရှေကိုဆက်လန်းတော့မိန်းကလေးတွေကသူ့ကိုပန်းတွေနဲ့ကြိုဆိုကြတာပေါ့ဒါပေမဲ့မင်းသမီးကပန်းနဲ့တတ်မတည့်ဘူးလေအသက်ရှူရပြီးသေဆုံးသွားခဲ့ပြန်ပါတယ်နောက်တနေ့ကျတော့မီးကိုသေးချာဖြတ်ကျော်လာတယ်ပြင်းပြကြတာကိုလည်းစောင့်ပြီးမှရှေ့ဆက်သွားတယ်ပန်းတွေကိုဖြတ်သွားတော့လဲမျက်နာကိုဖုံးအုပ်ထားလိုက်တယ်လေအဲ့ဒီအချိန်မှာပဲကြောင်တကောင်ကြောင်အုပ်ခဲတလုံးသူ့စီပြုတ်ကျလာတာပေါ့ဒါပေမဲ့အထိန်တောင်ကသူ့ကိုကဲဖို့တွန်းထုတ်လိုက်တယ်ခေါင်းကမြေကြီးနဲ့ပြင်းထန်ရိုက်မိပြီးသေဆုံးသွားခဲ့ပြန်ပါတယ်လေနောက်တနေ့ကျတော့သူထပ်ပြီးပြင်ဆင်တယ်ဒီတခါတော့ကြောင်ကိစ္စကိုအသားလေးဖြတ်ကျော်ပြီးမင်္ဂလာမန္တကိုရောက်သွားတာပေါ့ပျော်ပျော်ရွှင်ရွှင်နဲ့အထိန်တော်တွေကသူ့ကိုဖျော်ရည်တစ်ခွက်ပြီးဒါပေမဲ့ခဏကျတော့ဘိုက်ထဲမှာပြင်းထန်နာကျင်လာတယ်အဲ့ဒီအခါကျမှဖျော်ရည်ကအစိပ်ပါမန်းသူသိလိုက်ရတာပေါ့ဘာစကားနီးအမြုပ်တွေထွက်ပြီးသေဆုံးသွားခဲ့ပြန်ပါတယ်လေနောက်ဆုံးတော့သူလုံးဝကိုမင်္ဂလာမဆောက်တော့ဘူးလို့ဆုံးဖြတ်လိုက်ပါတော့တယ်နော်